ဒီနေ့မှာတော့ကျွန်တော်ရဲ့ညီကိုတွေအတွက်ကျွန်တော်ကိုယ်တိုင်ကျွန်တော်အသုံးပြုနေတဲ့အတစ်တဲ့နီလန်လေးကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲဗီဒီယိုရဲ့အဆုံးမှာလည်းဘယ်ဗီဒီယိုတွေက RPM ကောင်းတယ်ဘယ်ဗီဒီယိုတွေကလူကြိုက်များတယ်ဘယ်ဗီဒီယိုတွေကပတ်စံအရာကောင်းတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကဗီဒီယိုရဲ့အဆုံးမှာဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုရဲ့အဆုံးအထိလိုက်ပါကြည့်ရှုပေးဖို့မမေ့ပါနဲ့ပထမအဆုံးအနေနဲ့ကျွန်တော်တို့မူရီကလုပ်ဖို့အတွက်ဗီဒီယိုရှာဖို့အတွက် YouTube ထဲကိုဝင်ပါမယ်ဒီမှာတော့ကျွန်တော်က YouTube ကြည့်ရင်းနဲ့ကျွန်တော်လုပ်ရှင်တဲ့ဗီဒီယိုလေးတွေကိုတွေ့တဲ့ခါကြလို့ရှိရင်ကျွန်တော်က like လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုကအလွယ်တကူရှာလို့လွယ်တယ်ပေါ့ကျွန်တော်ရဲ့ profile ထဲကိုဝင်မယ်တစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် like လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ like ဗီဒီယိုထဲကိုဝင်မယ် like လုပ်ထားတဲ့ဗီဒီယိုထဲမှာကျွန်တော်ပထမအဆုံးတွေ့တဲ့ဒီဗီဒီယိုကိုကျွန်တော်အဆန်းလုပ်ပြမယ်ပေါ့ဗျာကျွန်တော်ကကျွန်တော် TikTok account တွေထဲကတစ်ခုဖြစ်တဲ့တလိပ်ဆန်တွေအကြောင်းကိုတင်တဲ့ TikTok account မှာတင်ဖို့အတွက်ကျွန်တော်ကဒီဗီဒီယိုလေးကိုတလက်စာတဲ့ကျွန်တော်အပ်တင်ရင်းနဲ့မိတ်ဆွေတို့ကိုလည်းကျွန်တော်လာပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့ copy ယူလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ Chrome ထဲကိုသွားမယ် Okay Chrome ထဲကိုရောက်တဲ့အခါမှာကျွန်တော်တို့ဘာရှာမလဲဆိုတော့ YouTube to download ဆိုပြီးတော့ရှာမယ်YouTube download ဆိုတာကိုတွေးလို့ရှိရင်အထက်ဝင်မယ်အဲ့ဒီမှာကျွန်တော်တို့ link တွေအများကြီးရှိတဲ့ထဲမှာထဲကမှကျွန်တော်ကဒီ YT down ဆိုတဲ့ link နဲ့ down ပါတယ်ဒီမှာ YT down နဲ့ကိုဝင်ပါမယ် Okay ပြီးတော့လို့ရှိရင်ဒီမှာ pass ကိုနှိပ်မယ် pass ကိုနှိပ်ပြီးတော့လို့ရှိရင်အောက်မှာ download လေးကိုဆက်ပြီးတော့နှိပ်မယ် Okay ဒါဆိုရင်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပြီးတော့အောက်မှာ download ဆိုတာလေးကိုရှိပါတယ် download ဆိုတာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်ဒါတော့ download ခလို့နှိပ်ပြီးတော့လို့ရှိရင်ဒီလိုကြော်ညာလေးလာထက်တယ်ဗျဘာမှဖြစ်ပါဘူးဒီအပေါ်မှာ download file ဆိုတဲ့ node လေးကြာလာပါပြီဒါဆိုရင် back လေးနဲ့တစ်ချက်ပြန်ထွက်လိုက်မယ်အဲ့လို down နေတဲ့အချိန်မှာကျွန်တော်တို့ကအချိန်မကုန်အောင်လို့ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကို transcript တွက်ယူပြီးတော့ script တွက်ယူပြီးတော့အဲ့ script ကိုဘာသာပြန်မယ်အဲ့ script ယူဖို့အတွက်ကျွန်တော်တို့ကအပေါ်က search bar မှာ YouTube to transcript လို့ရေးပြီးတော့ရှာပါမယ် Okay YouTube to transcript လို့တွေ့သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ဒီ website ထဲကိုဝင်ပါမယ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ခုန copy လာတဲ့ link ကိုဒီထဲမှာ paste ထည့်ပါမယ်ပြီးရင် get free transcript ဆိုပြီးတော့နှိပ်လိုက်ပါโอเคကျွန်တော်တို့ဒီမှာသူဗီဒီယိုထဲမှာရှိတဲ့အကြောင်းအရာတွေအားလုံးကိုသူဒီမှာ script ချရေးထားပြီးပဲဖြစ်ပါတယ်နောက်တို့ကအဲ့ဒီ script ကိုဘာသာပြန်ဖို့အတွက်ဒီ script ကိုကျွန်တော်တို့က copy ယူလိုက်ပါမယ်โอเคပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုတော့ကျွန်တော်သုံးနေကြအတိုင်းပဲ ChatGPT ကိုသွားပါမယ်โอเค ChatGPT ထဲရောက်တဲ့ခါကျရင်ကျွန်တော်တို့ဒီစနက်ကယူလာတဲ့စာသားတွေကိုအောက်မှာပတ်ချလိုက်ပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီဗီဒီယိုကိုโอเคဒီဗီဒီယိုကို TikTok request တာဘာသာပြန်ပေးပါလို့ကျွန်တော်တို့ကရေးလိုက်ရုံပဲရေးလိုက်လို့ရှိရင်သူကဒီမှာဒီအင်္ဂလိပ်လိုရေးထားတဲ့ script ကိုသူမြန်မာလိုဘာသာပြန်ပေးနေပြီဖြစ်ပါတယ်ဒီမှာဆိုရင်သူကဘာသာပြန်ပေးထားပြီဘာသာပြန်ပေးထားတဲ့ script ကိုမိတ်ဆွေတို့တန်းပြီးတော့ copy ယူပြီးတော့တွားပြီးတော့အတန်မထုတ်ပါနဲ့ဒီမှာဘာသာပြန်ပေးထားတဲ့အချိန်မှာသူကတချို့စာသားတွေက AI ဖြစ်တဲ့အတွက်မှန်တာလည်းရှိတယ်မမှန်တာလည်းရှိတယ်တချို့စိတ်ဝင်စားနိုင်တဲ့စာသားတွေလည်းရှိတယ်ဗျအဲ့နေရာလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ပြင်ရေးတင်တာလည်းရေးရမယ်ပေါ့ဒီမှာတော့ကျွန်တော်ကအချိန်ကြာနေမှာဆိုလို့တခါတည်း copy ယူပြီးတော့အတန်ထုတ်ပြမယ်ပေါ့ဗျာဒီမှာတော့ကျွန်တော်တို့ဒီဘာသာပြန်ထားတဲ့စာကိုကျွန်တော်တို့ copy ယူပြီးသွားပြီပေါ့ copy ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့အတန်ထုတ်တဲ့စီကိုသွားမယ်အတန်ထုတ်တဲ့စီသွားဖို့တော့ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့စနက Chrome ထဲကိုသွားပါမယ် Chrome ထဲကိုရောက်တဲ့အခါအပေါ်က search bar မှာကျွန်တော်တို့ Google AI Studio ဆိုပြီးတော့ရိုက်ရှာလိုက်ပါ
Google AI Studio လို့ရိုက်ချပြီးသွားရင်ဒီမှာ Google AI Studio ဆိုတဲ့ website လေးပေါ်လာလိမ့်မယ်အဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီမှာဆိုရင်တော့ get start ကိုဆက်ပြီးတော့နှိပ်ပါမယ် Okay get start ကိုနှိပ်ပြလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘယ်လိုအတန်မျိုးစားနဲ့ထုတ်မလဲဒီဘေးမှာ play ဆိုတဲ့ပုံစံလေးရှိတယ်အဲ့ဒီဟာလေးကိုကြည့်ပြီးတော့ဆက်သွားပါကျွန်တော်ကတော့ဒီမှာအပေါ်ဆုံးကဒီ the everyday assistant ဆိုတဲ့ဟာနဲ့ပဲအသုံးများတာဖြစ်တဲ့အတွက်အဲ့ဒီဟာနဲ့ပဲသုံးပြသွားမှာပဲဖြစ်ပါတယ်ပြီးတော့ရှင်ဒီမှာပါနေတဲ့ဒီ speaker ဆိုတဲ့အောက်ကဒီမှာပါနေတဲ့စာတွေကိုကျွန်တော်တို့ကဖြတ်ရမယ်ဒီမှာကျွန်တော်ဖုန်းကတော့ဒီ select on နှိပ်ပြီးတော့ဖြတ်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းလေးပဲဖြတ်သွားပါမယ်ခဏတော့တီးခံပြီးတော့ဆောင်းပေးပါဗျာโอเคဒီမှာကျွန်တော်တို့စွမ်းကကူးလာတဲ့စာသားကို pass ချလိုက်ပါမယ်ပြီးတော့လို့ချင်းဒီမှာ speaker 1ရဲ့ဘေးနားမှာအမှလူနာမည်လေးတွေ့လိမ့်မယ်ဗျအဲ့လူနာမည်လေးကိုနှိပ်လိုက်ဒီမှာကျွန်တော်တို့ကဘယ်လိုအတန်မျိုးနဲ့လှုပ်ရှင်လဲဒီအောက်မှာအတန်ပိုင်ရှင်တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီမှာကျွန်တော်လုပ်နေကြအတန်ဖြစ်တဲ့ဒီအတန်နှစ်ခုပေါ့ဒီ patch နဲ့အပေါ်က aura နဲ့အဲ့နှစ်ခုကိုကျွန်တော်လုပ်ပါတယ် What's a skill you'd like to develop အဲ့ဒါလေးကိုနှိပ်လိုက်ပြီးနှိပ်ပြီးတော့လို့ရှိရင်အပေါ်တောင်းကအမှားချက်ကလေးကိုဆက်ပြီးတော့နှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီမှာအခုလက်ရှိပေါ့ဒီ Gemini ကထွက်ထားတဲ့ဒီ 3.1 version ကတိတ်ပြီးတော့တောင်းရတာအဆင်မပြေလို့ကျွန်တော်ကအရင်တုန်းက 2.5 version နဲ့ပဲပြန်ပြီးတော့အသုံးပြတော့မှာပဲဖြစ်ပါတယ်ဒီမှာ 2.5 Pro ကိုနှိပ်ပြီးတော့ဆက်သွားမယ်ပြီးတော့လို့ရှိရင်ဒီအောက်မှာ run ဆိုတဲ့စာလေးရှိတယ်ဗျ run ဆိုတဲ့စာကလေးကိုနှိပ်လိုက်ပါအဲဆိုရင်သူအတန်ဖန်တီးနေပြီပေါ့ဗျာခဏတော့ဆောင်းရမယ်ဗျရုံပေါက်လေးတစ်ကောင်ကမိခင်တို့ကိုငင်းငင်းလေးစုနေပါတယ်ဒါ Okay ဒီမှာဆိုရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့အတန်ကဒီမှာရလာပြီဖြစ်ပါတယ်1 မိနစ်နဲ့41စက္ကန့်ဒီအတန်ကို download ဆွဲဖို့အတွက်အောက်မှာဒီ play ရဲ့ဘေးနားလေးမှာ download logo လေးရှိတယ်ဗျအဲ့ဒါလေးကိုနှိပ်လိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ဒီအတန်ဖိုင် down နေပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပထမအချက်ဖြစ်တဲ့ video ကိုလည်းရပြီအတန်ဖိုင်ကိုလည်းရပြီဒီနှစ်ခုရပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့သွားပြီးတော့ edit မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ edit ဖို့အတွက်အများစုကတော့ဒီ CapCut ပဲအသုံးများတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ CapCut နဲ့ပဲသုံးပြသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ကဒီ CapCut ရဲ့ဘေးက InShot နဲ့အသုံးများတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က Pro version မဝယ်ထားဘူး Pro version မဝယ်ထားဘဲနဲ့ free version နဲ့သုံးနေတာဖြစ်တဲ့အတွက် InShot ကကြတော့ video resolution ကို 2K လည်းထုတ်လို့ရသလို 4K လည်းထုတ်လို့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်က InShot နဲ့ပဲအသုံးများတာပဲဖြစ်ပါတယ်မိတ်ဆွေတို့မှလည်း Pro version မဝယ်ထားတဲ့သူဆိုရင် InShot နဲ့ပဲသုံးပါ TikTok မှာကြတော့အနည်းဆုံး 1080p မှဘယ်လိုပြောရမလဲ 1080p မှအနည်းဆုံး RPM ကောင်းကောင်းရလာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ InShot ကိုသုံးပြုစေချင်ပါတယ် InShot ကအနည်းဆုံး 1080p ကနေပြီးတော့ 2K 4K ထိထုတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ InShot ကိုသုံးဖို့အကြံပြုပါတယ်ဒီမှာတော့ကျွန်တော် CapCut နဲ့ပဲသုံးပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံး CapCut ထဲကိုဝင်မယ် Okay CapCut ထဲကိုရောက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ new video ကိုနှိပ်ပါခဏကနောက်လာတဲ့ video ကဒီအပေါ်ဆုံးတောက်မှာရှိနေပါလိမ့်မယ်အဲ့ဒီ video ကို select လုပ်လိုက်ပါပြီးတော့လို့ရှိရင် add ကိုနှိပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့သူ့ရဲ့မူရင်း copyright မထိအောင်လို့ကျွန်တော်တို့ပထမဆုံးမလုပ်ရမလဲဆိုတော့သူ့ရဲ့ပါလာတဲ့အတန်ကိုယူရမယ်ယူဖို့အတွက်ဒီရှေ့မှာ mute clip ဆိုတာရှိတယ် mute clip ဆိုတာမနှိပ်ရင်ဒီမှာအောက်မှာ volume ဆိုတာရှိတယ် volume ကိုအတိုးချက်ဆုံးထိလောက်လိုက်လေရတယ်ပြီးရင်ဒုတိယတစ်ချက်ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီ video ကို transform လုပ်ပါတယ် transform လုပ်ဖို့အတွက်ဘယ်ညာဟိုဘက်ဒီဘက်လှည့်တယ်ပေါ့ဗျာဟိုဘက်ဒီဘက်လှည့်လိုက်တယ်ဒါဆိုရင်သူ့ရဲ့မူရင်းနဲ့နေပါကွဲပြားသွားပြီပေါ့ဗျာပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ video ရဲ့ color grading ကိုချိန်ပါတယ် color grading ချိန်ဖို့တော့ video ကိုနှိပ်လိုက်ပါပြီးရင်အောက်မှာ adjust ဆိုတာရှိတယ်ဗျအဲ့ဒီ adjust ဆိုတာရှိတယ် adjust ကိုနှိပ်လိုက်ပါ Okay adjust ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ video ရဲ့ brightness ကများနေလားနည်းနေလားကျွန်တော်တို့မိတ်ဆွေတို့ရဲ့video မှာမိတ်ဆွေတို့စိတ်ကြိုက်ပြင်ဆင်ပေါ့ဗျာ Okay ပြီးသွားလို့ရှိရင် saturation ပြောင်းမယ်
ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုထောက်ကြည့်လိုက်ပြည့်မူရင်း color grading နဲ့ကွဲသွားပြီလားမကွဲသေးဘူးလားဆိုတာ okay ထောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အတန်ဖိုင်ထည့်မယ်တတိယအချက်အနေနဲ့အတန်ဖိုင်ထည့်မယ်အတန်ဖိုင်ကအောက်မှာ add audio ဆိုတာရှိတယ်ဗျ add audio လေးကိုနှိပ်လိုက်ပါခုနကကျွန်တော်တို့ down လာတဲ့တန်ဖိုင်ကိုယူဖို့အတွက်ဒီဘေးမှာ file manager ဆိုတဲ့ logo လေးရှိတယ်ဗျအဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးရင်ဒီဘက်ဘေးမှာ device ဆိုတာရှိတယ် device ထဲကိုနှိပ်လိုက်ပါဒီမှာ device ထဲကိုရောက်ပြီဆိုရင်ဒီမှာကတော့ကျွန်တော်ကdown လာတဲ့အတန်ဖိုင်များတာဖြစ်တဲ့အတွက်ဒီခြာရအောင်မယ်ဗျကျွန်တော်ခြာလိုက်အောင်မယ်နော်ခဏလေးဒီခံပြီးတော့စောင့်ပေးပါခုန1မိနစ်နဲ့41စက္ကန့်ဆိုတော့ ရုံပေါက်လေးတစ်ကောင်က okay ဒီမှာတွေ့ပြီဒီမှာခုနကျွန်တော် down လာတဲ့1မိနစ်နဲ့41စက္ကန့်ဆိုတဲ့ file ကိုတွေ့ပြီတွေ့လို့ရှိရင်ကျွန်တော်တို့ကဒီဘေးကအပေါင်းလေးကိုနှိပ်မယ် okay ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုကိုကြည့်မယ်ဗီဒီယိုနဲ့အတန်နဲ့ဘယ်လောက်กว่าလဲပေါ့ဗျာ okay ပြီးတော့လို့ရှိရင်ဒီလောက်กว่าလဲဆိုရင်ကျွန်တော်တို့ကအတန်ဖိုင်ကိုနည်းနည်းလေးတင်လိုက်မယ် speed နည်းနည်းတင်လိုက်မယ်ဗျာဒါကြောင့်တအားတိုးသွားပြီ speed လေးနည်းနည်းလေးလျှော့လိုက်မယ် ရုံပေါက်လေးတစ်ကောင်က okay ဒါဆိုရင်ဒီလောက်အလျှော့တင်ဖြစ်တာဘာမှမဖြစ်ဘူးเนาะဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုကိုတေချာလေးပြန်ကြည့်လိုက်မယ်ဗျာ ရုံပေါက်လေးတစ်ကောင်ကမိခင်တို့ကိုငိမ့်ငိမ့်လေးစုနေပါတယ်ဒါပေမဲ့မိခင်ယုံကတော့စိုးရိမ်နေတဲ့ပုံစံပါရုတ်တရက်မိခင်ယုံကကလေးကိုထားခဲ့ပြီးထွက်ပြေးသွားပါတယ်အကြောင်းရင်းကတော့ Arctic ဝင်ပူလေးတစ်ကောင်နီးလာနေလို့ပါမိခင်ယုံတဲ့အသက်ရှင်ဖို့အခွင့်အရေးကအဲ့ဒီလို okay ဒါဆိုရင်အဆင်ပြေပြီဗျဒီမှာသူ့စီမှာပါတဲ့စာတန်းကိုအုပ်ဖို့အတွက်ကျွန်တော်ကစာတန်းတစ်ခါတည်းအုပ်ပြသွားမှာပဲဖြစ်ပါတယ်ပြီးရင်ဒီဗီဒီယိုကိုတိုင်းလိုင်းမှာထောက်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီဘက်ဘေးကိုဆွဲလိုက်မယ်ဒီဘေးမှာ duplicate ဒီအောက်မှာ duplicate ဆိုတဲ့စာလေးရှိရဗျ duplicate ကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီနှစ်ခုဖြစ်သွားပြီအဲ့တစ်ခုကိုနောက်ကတစ်ခုကိုကျွန်တော်တို့ကဒီမှာနှိပ်ပြီးတော့ဒီမှာအောက်မှာ overlay ဆိုတာရှိတယ်ဗျoverlay လေးကိုနှိပ်လိုက်ပါဒါဆိုရင်သူ overlay ထဲကိုရောက်သွားပြီပြီးတော့လို့ရှိရင်ရှေ့ကိုပြန်ဆွဲလိုက်မယ်ရှေ့ကိုပြန်ဆွဲလိုက်မယ်ဒီစာတန်းသူ့စီမှာပါတဲ့စာတန်းကိုအုပ်ဖို့အတွက်ကျွန်တော်တို့ကစနက်က overlay video ကိုထောက်လိုက်မယ်ပြီးတော့လို့ရှိရင်အနောက်ဆုံးကိုဆွဲမယ်နောက်ဆုံးဆွဲပြီးတော့ဒီမှာ mask 2ရှိတယ်ဗျ mask ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်ကတော့ mirror ကိုအသုံးများဖြစ်တဲ့နော် mirror နဲ့ပြပေးသွားမှာဖြစ်ပါတယ် mirror ကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်စနကဒီမှာစာတန်းနေရာကိုထောက်လိုက်ပါပြီးရင်စာတန်းအကျဉ်းကျယ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က short တင်လုပ်ပါမယ်โอเคပြီးရင်โอเคဒါဆိုရင်ဒီလောက်ဖြစ်သွားပြီဆိုရင်ရပြီပတ်နဲ့ပြန်ထွက်မယ်အောက်ကအမှန်ညက်ကိုနှိပ်မယ်ပြီးတော့လို့ရှိရင်ဒီရှေ့ကဒီအောက်က overlay video ကိုထပ်နှိပ်မယ်ပြီးတော့လို့ရှိရင်ဒီဘက်ဘေးမှာ effect ဆိုတာရှိတယ်ဗျအဲ့ဒီ effect လေးကိုနှိပ်လိုက်မယ်ပြီးရင်ရှေ့မှာ video effect ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ search bar မှာ blur လို့ရိုက်ချလိုက် blur blur လို့ရိုက်ချလိုက်โอเคရိုက်ချလိုက်လို့ရှိရင်ဒီမှာ blur effect ထွက်လာလိမ့်မယ်ဒီရှေ့တုန်းက blur effect လေးကိုနှိပ်လိုက် ပေါက်လေးတစ်ကောင်ကမိခင်တို့ကိုငိမ့်ငိမ့်လေးစု โอเคဒါဆိုရင်ဒီသူ့ဗီဒီယိုမှာပါတဲ့စာတန်းကိုလည်း auto ဖြတ်ပြီးသွားပြီပဲဖြစ်ပါတယ်โอเคပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ရဲ့ logo ထည့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ channel ရဲ့ name ကိုတက်မယ်ပြီးတော့လို့ရှိရင်ဗီဒီယိုရဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီအပေါ်မှာ caption အနေနဲ့ပေါ့ဒီအပေါ်လေးမှာထိုးမယ်ဗျာကျွန်တော်ကအဲ့ဒီအရာတွေအားလုံးကို TikTok တင်တဲ့အခါမှာ TikTok မှာတစ်ခါတည်းလုပ်ပါတယ်ပြီးတော့ဗီဒီယိုမှာပြောတဲ့စကားတွေအားလုံးကိုစာတန်းထိုးတာကိုကြတော့ဒီတချို့လူတွေကြတော့ဒီ CapCut ထဲမှာပဲတစ်ခါတည်းတက်တူ speed လုပ်ပြီးတော့လုပ်တယ်တချို့ကြတော့ SRT ဖိုင်ထည့်ပြီးတော့စာတန်းထိုးတယ်ကျွန်တော်ကတော့ TikTok မှာသွားတင်ရင်းနဲ့ TikTok မှာ caption ဆိုတဲ့ဥစ္စာရှိတယ်ဗျ auto caption ရှိတယ် TikTok မှာ auto caption လုပ်ပြီးတော့တစ်ခါတည်း caption ထည့်ပါတယ်အဲ့ဒီဟာတွေကတော့မိတ်ဆွေတို့ဒီဗီဒီယိုထုတ်ပြီးတော့ TikTok မှာသွားတင်ရင်းနဲ့တစ်ခါတည်းစမ်းကြည့်ကြည့်ပါအောက်မှာ caption ရှိတယ် overlay သုံးပြီးတော့ logo ထည့်မယ်ကျွန်တော်ရဲ့ channel name ကိုထည့်မယ်ပြီးတော့ရင် auto caption လုပ်ပြီးတော့
စာတန်းထိုးမယ်ပြောလို့ရှိရင်အပေါ်မှာဒီဗီဒီယိုနဲ့ပတ်သက်တဲ့ caption ကိုတက်မယ်ပြီးတော့ချင်းတက်တော့မှာတင်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ monetization account အတွက် video edit တဲ့နည်းလမ်းကပြီးတော့ပြီပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ကိုဘယ်လိုဗီဒီယိုတွေက RPM မြင့်လဲဘယ်လိုဗီဒီယိုတွေကလူကြိုက်များလဲကျွန်တော်တို့ကဘယ်လိုဗီဒီယိုတွေကိုလုတ်တင်လဲဆိုပြီးတော့ကျွန်တော်ကိုမေးနေတဲ့သူတို့ကကျွန်တော်ကတက်လက်စာထဲမှာဘယ်လိုဗီဒီယိုတွေလုတ်တင်လဲဘယ်လိုဗီဒီယိုတွေကလူကြည့်များလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုမျိုးဇက်လန်လေးပေါ့ဗျာဒီလိုမျိုးဇက်လန်လေးကလောဆယ် TikTok မှာလဲ trend လဲဖြစ်နေတယ်လူကြိုက်လဲများနေတယ်အခုမှစဖွင့်တဲ့ account တော့မှတပတ်မကြာဘူး monetization ပွင့်နေကြဒီလိုအကြောင်းအရာတင်လိုက်လို့ရှိရင်ဒါကနံပါတ်1ဒုတိယကကျတော့ကျွန်တော်ဘာကိုအားပေးလဲဆိုတော့ဆွမ်းကကျွန်တော်လုပ်တဲ့တလိ္ဆန်တွေအကြောင်းကလူကြိုက်လဲများတယ်နောက်ပြီးတော့နိုင်ငံခြား view လဲရလွယ်တယ်ပေါ့ဗျာအောက်ကမြန်မာစာတန်းထိုးပြီးတော့မြန်မာစကားပြောနေတော့မှနိုင်ငံခြား view ရလွယ်တယ်လို့ပြောရမယ်ဗျာโอเคအဲ့ဒါကနံပါတ်2နံပါတ်3ကကျတော့ကျွန်တော်တို့ဘာလဲဆိုတော့အခု Facebook တွေ TikTok တွေမှာ trend ဖြစ်နေတဲ့ shiny AI video တွေ drama ဇာတ်လမ်းတွေရှိတယ်ဗျာဒီမှာ search bar မှာရှာကြည့်လိုက်တရုတ် AI video တွေပြီးရင်ဒီမှာ short ဆိုတာရှိတယ်ဒီမှာကြည့်လိုက်အဲ့ဒီထဲမှာတရုတ် AI video တွေအများကြီးရှိတယ်အဲ့ video တွေလောလောဆယ်လူကြိုက်များနေတယ်ပေါ့ဗျာတတိယအဲ့ဒီ video တွေလောက်ပါနောက်ဆုံးစရုပ်ထ၄ခုမြောက်အနေနဲ့ဘယ်လို video တွေလောက်စေခြင်းလဲဆိုတော့ကျမ်းမာရေးဘဝတုဒ video တွေ okay ဒီလို video မျိုးတွေဒီလို video မျိုးတွေကလူကြိုက်လဲများတယ်ဘယ်လိုပြောရမလဲလူကြိုက်လဲများတယ် RPM လဲကောင်းတယ်ခုပြောပြပေးတဲ့အကြောင်းအရာတွေအားလုံးကတော့ကျွန်တော်ကိုယ်တိုင် TikTok monetization အတွက် edit တဲ့နည်းလမ်းနဲ့ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ video တွေပဲဖြစ်ပါတယ်ဒီဟာတွေကိုကျွန်တော်ဘာလို့ပြောလဲဆိုတော့သူများကတွေကိုတမင်သူများကတွေလုံးဝပြောပြမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့နဲ့နီလန်းချင်းတူနေလို့သူတို့နဲ့ပုံစံချင်းတူနေလို့ကျွန်တော်ညီကိုမောင်နှမတွေကိုပြောပြမှာမဟုတ်ပါဘူးကျွန်တော်ကတော့ကျွန်တော်မရရင်တော့မှကျွန်တော်ညီကိုမောင်နှမတွေကိုရစေခြင်းနဲ့ကျွန်တော်ညီကိုမောင်နှမတွေကိုအောင်မြင်စေခြင်းနဲ့အဲ့ဒီစိတ်နဲ့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အားလုံးပဲကျွန်တော်ပြောပြပေးတာရှင်းပြပေးတာကိုနားလည်သဘောပေါက်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်နောက်နေ့မှာတော့ကျွန်တော်ကဒီအသီးဗီဒီယိုတွေကိုမိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ဗီဒီယိုကိုယ်ပိုင်နီးလန်းနဲ့ဘယ်လိုဖန်တီးရမလဲအများကြီးယူစရာမလိုဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အသီးဗီဒီယိုဖြစ်အောင်ဘယ်လိုဖန်တီးရမလဲဆိုတဲ့အကြောင်းအရာကိုနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်လို့နောက်ထပ်ဗီဒီယိုကိုဆက်ပြီးတော့ကြည့်နိုင်ရန်အတွက်ကျွန်တော်ရဲ့ဗီဒီယိုကို like and subscribe လုပ်ပြီးတော့ comment လေးပေးသွားပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်